နေ့ချူကမျက်မှန်ပါဝါသွားဆန်းတဲ့ experience လေးကို sharing လုပ်ပေးချင်ပါတယ်အခုတလုံးမှာစကြောတွေလည်းအရန်တက်တယ်ပေါ့နော်ဖုန်းတွေအရန်သုံးရလည်းပါတယ်ဘလော့တွေ edit တယ်နောက် OS လုံးနေတော့လေဖုန်းနဲ့လုံးဝမျက်လုံးနဲ့မပြတ်ဘူးပေါ့နော်အဲ့အတွက်ဒီနေ့မျက်မှန်ပါဝါသွားဆန်းခဲ့ပါတယ်ချူသွားဆန်းတဲ့ဆိုင်လေးကတော့48လမ်းထိပ်မှာရှိတယ်fancy လို့ဆိုရမျက်မှန်ဆိုင်လေးပါဒီဆိုင်လေးကိုဘာလို့ရွေးလဲဆိုတော့ဒီဆိုင်မှာလေကျတို့ဒီမျက်ကမှန်သမားတွေအတွက်လည်းအစုံရှိတယ်ပါဝါသမားတွေအတွက်လည်းအစုံရှိရပေါ့နော်ပါဝါဆိုရင်လေသူကပါဝါ1000ထိပေါ့နော် install ရပါတယ်ပါဝါမျက်ကမှန်သမားတွေရောနောက်မျက်မှန်သမားတွေရောတော်တော်အဆင်ပြေဆိုင်လေးမို့လို့ချူကရွေးချယ်ခဲ့တာပါဒါကတော့အခုချူမျက်စိစမ်းနေရပါတော့ချူရဲ့မျက်လုံးပါဝါရှိမရှိစမ်းကြည့်ရပါစမ်းတဲ့ဆရာမပေါ့နော်ဟိုအောက်ဆုံးကစာကြောင်းနေမေးရချူကအကုန်မြင်ရပါတော့အကုန်မြင်ရမေးတော့ဆုံး result ကတော့ချူမျက်လုံးကလုံးဝပါဝါမရှိဘူးအကောင်းတိုင်းပဲပေါ့နော်အဲ့ဒါကိုမကျင်နိုင်သေးဘူးမှာ complaint တွေတက်နေစကြောတွေတက်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောနေအောင်အမှန်ဆိုရင်ချူကပါဝါရှိရင်မျက်မှန်တက်ဖို့ဆိုပြီး gain နေတော့ကြီးခဲ့သေးတယ်ငါမျက်မှန်ပါဝါရှိရင်တော့ဒီ gain နေဆက်ရမယ်မျက်မှန်လှလှလေးတက်မယ်ဆိုအခုတော့မျက်မှန်လည်းတက်စရာမလိုတယ်ပါဝါမရှိတဲ့မျက်လုံးဆိုမျက်မှန်တက်စရာမလိုနေဘူးပေါ့နော်ဒါပေမဲ့လည်းငါမရရေချိုးပြန်မဲ့အဖွဲကကျမဆိုမျက်မှန်ကိုင်ကို blue block အတွက်လည်းကြည့်မယ်ဆိုပြီးတော့ထပ်ပြီးတော့ကြည့်နေပေါ့နော်ဒါလေးဆိုရင်သူကလေနေကာလည်းပါတယ်ဒီပါဝါသမားတွေ gain လေးတော်တော်အဲ့နဲ့ကျမဆက်စုတာပေါ့နော်ဒီမှာသူ့မှာလေး gain တွေတော်တော်လှတဲ့ gain တွေကိုလူငယ်ဆန်တဲ့ gain တွေပါအဲ့နဲ့တန်နေအောင်ကျမလည်းအကုန်စမ်းတက်ခဲ့တယ်အခုတက်ပြတဲ့ဟာလေးဆိုလေမိုက်တယ်တိလားလူငယ်ဆန်ကင်မရာထဲမှာလှရတော့ကျမမှန်ထဲမှာသိမလှဘူးတဲ့အဲ့နဲ့ကျမမျက်ကမှန်သမားဆိုတော့မျက်ကမှန်မျိုးဆက်စုခဲ့တယ်သူ့မှာလေမျက်ကမှန်တော်တော်စုံတာမျက်ကမှန်နဲ့ပတ်သက်တဲ့ accessory တွေရောမျက်ကမှန်စီးရီတွေရောတော်တော်စုံတဲ့ဆိုင်စုံမှာပေါ့သူကဒီမြန်မာနိုင်ငံပထမဆုံးမျက်ကမှန်နေစရောင်းတာစရောင်းတဲ့ဆိုင်ပေါ့နော်တော်ဝင်စင်တာမှာဖွင့်ခဲ့ပူတယ်အခုတော်ဝင်စင်တာဆိုင်ပိတ်ပြီးဒီ48လမ်းထိပ်မှာဖွင့်လိုက်တာပေါ့နော်ဘွားကြတော့ဒီအချီအားပါဝါသမားတို့ကနေပြီးတော့ထုတ်ထားတဲ့မျက်ကမှန်လည်းရှိတယ်ဒါလည်းကျွန်တော်တို့ brand နဲ့ကျွန်တော်တို့ပေါ်နဲ့ထုတ်တာအပြင်တော့ကျွန်တော်တို့တော်ဝင်စင်တာမှာရှိတယ်ဒါလေးဆိုခုနအဲ့မိုက်ရှင်းပြဟွာပေါ့နော်ဒီမျက်ကမှန် daily သမားတွေနေ့တိုင်းတက်လို့ရတဲ့အကြည့်အောင်ပေါ့နော်ပါဝါ1000ထိရတယ် install ရှိရပေါ့နော်ဒါကနောက် brand တကူ daily တက်လို့ရတဲ့ဟာပဲပေါ့နော်ဒါလေးတွေကတော့ဒီ fancy လို့ဆိုင်ရထုတ်ထားတဲ့သူတို့ brand နာမည်နဲ့ပေါ့နော် Elsa ရဲ့ fancy လို့ရဆိုပြီးအယောင်ကာလာလှလှလေးအများကြီးဒါလေးကတော့ထူးခြားချက်ဘယ်ဆိုင်မှမရတဲ့ cylinder သမားတွေအတွက်ကိုတီးတန့် install ထားပေးထားရပေါ့နော် cylinder သမားတွေဘယ်အချိန်မဲလာဝယ် store ရှိပါတယ် fancy လို့မှာလေပြင်းလို့မဲတာ selfie ဆွဲနေရပါအခုဒါသူစီမှာရနိုင်တဲ့ gain လေးရိုက်ပြထားတာပေါ့နော်ဒါလေးဆိုလည်းအများကြီးရှိရယ်ဒါကပါဝါသမားတွေအတွက်မျက်ကမှန်နေစမ်းလို့ရတဲ့နေရာမျက်ကမှန်အရာအောင်ပေါ့နော် tester လုပ်ပေးထားတာဆိုတော်တော်လေးအဆင်ပြေရယ်ဒီခါလေးက blind ပိုင်းလေးမသိဘဲနဲ့ဝယ်လိုက်ပြီးအိမ်အောင်ကိုနဲ့မလိုက်တာပဲရှိတတ်တယ်လေအဲ့မလို့ကြတော့ဒီမှာစမ်းလို့ရတော့အဆင်ပြေချူကမျက်လုံးနဲ့စမ်းပြဖို့ပဲဒါပေမဲ့ချူမျက်လုံးကရောင်နေတဲ့အတွက် infection ဝင်မှာဆိုလို့မစမ်းပြခဲ့ရပါတော့ဒါကတော့ငါမရရေချိုးပြန်မဲ့ကျမပါဝါမျက်မှန်မရတော့နေကမျက်မှန်ကြည့်ပြီးတလောက်ဝယ်ခဲ့ရပေါ့နော်ချူးစီမှာမရှိတဲ့ဒီဇိုင်းမျိုးလေးယူခဲ့လိုက်တယ်ဒီမျက်မှန်လေးပေါ့နော်ပြီးတော့မျက်ကမှန်3စုံဝယ်လာလိုက်တယ်အခုမျက်မှန်စာမှွေပြီးတကာလာပြန်มาပြီရှင်ခုပဲဝယ်လာတဲ့မျက်မှန်လေးနဲ့လှလာနောက်ဘလော့ရမှာပြန်ဆုံးမယ်နော်တက်တာ